ကဲကျွန်တော်ရဲ့မိတ်ဆွေတွေကိုစိတ်ကမဆန်းနေဆိုင်ကချိုးလုံးမနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ကဒါဝေလေးတွေနဲ့မိတ်ဆက်ပေးမှာပါဝေချစ်သူများအတွက်ဝေရင်းလေးတွေနဲ့စတင်ပြီးတော့ကျွန်တော်မိတ်ဆက်ပေးပါမယ်ခင်ဗျာဟုတ်ပါတယ်ခင်ဗျာဒီဘိန်းလေးကဆိုလို့ရှိရင်တော့ဒါညီကိုတွေမိတ်ဆွေတွေအကြိုက် New Power 26ဘိန်းလေးပဲဖြစ်ပါတယ်မော်ဒယ်လေးကဆိုလို့ရှိရင်တော့2024ပါ85ရပလက်နီနဲ့ရမှာပါတော်လေးဆိုလို့ရှိရင်2ချောင်းပါပါသေးတယ်ကီလိုလေးရဆိုလို့ရှိရင်တော့4000ကျော်လေးရှိပါဦးမယ်ခင်ဗျာနောက်ထပ်ဒီဘက်ကဘိန်းလေးရဆိုလို့ရှိရင်တော့ဒါ New Zealand ဝေဘိန်းလေးပဲဖြစ်ပါတယ်ကီလိုလေးရဆိုလို့ရှိရင်တော့400ကျော်လေးပဲရှိပါဦးမယ်ခင်ဗျာမော်ဒယ်လေးကတော့2024မော်ဒယ်လေးပဲဖြစ်ပါတယ်တော်လေးတစ်ချောင်းပါပါဦးမယ်ခင်ဗျာပတ်မှန်လေးတွေလည်းအစုံလိုက်လေးတွေပါပါမယ်နောက်ထပ်ဘိန်းလေးကတော့ PNC ဝေဘိန်းလေးပဲဖြစ်ပါတယ်ဒီဘိန်းလေးရဆိုလို့ရှိရင်တော့တော်လေး2ချောင်းပါပါမယ်ကီလိုလေးရဆိုလို့ရှိရင်1000ကျော်လေးရှိပါမယ်မော်ဒယ်လေးရဆိုလို့ရှိရင်တော့2024မော်ဒယ်လေးပဲဖြစ်ပါတယ်နောက်ထပ်ဒီဘက်ကတော့လူကြိုက်များတဲ့ရေပန်းစားတဲ့ဘိန်းလေးကတော့ကမ်ဘိုဝေးအလဖာဘိန်းလေးပဲဖြစ်ပါတယ်ဒီဘိန်းလေးရဆိုလို့ရှိရင်တော့မော်ဒယ်2024ပါအသင်းဒီပါတက်နေအသစ်တိုင်နဲ့စီးရမယ်ကီလိုလေးရဆိုလို့ရှိရင်တော့400ကျော်လေးပဲရှိပါသေးတယ်ပတ်မှန်လေးလည်းအုပ်ဆုံးပါပါမယ်ဒီဘိန်းလေးရဆိုလို့ရှိရင်တော့ကမ်ဘိုဝေးအလဖာဘိန်းလေးပဲဖြစ်ပါတယ်မော်ဒယ်လေးရဆိုလို့ရှိရင်တော့2022ပါတော်လေးလေးလည်း2ချောင်းပါပါဦးမယ်ကီလိုလေးရဆိုလို့ရှိရင်တော့ဒါ9000ကျော်လေးပဲရှိပါဦးမယ်ခင်ဗျာနောက်ထပ်ဒီဘက်ကဘိန်းလေးကတော့ဒါကျွန်တော်တို့အကြိုက်တွေးစီမဲ့ကန်နာဝေဘိန်းလေးပဲဖြစ်ပါတယ်ကန်နာဝေး110ဘိန်းလေးပါမော်ဒယ်လေးရဆိုလို့ရှိရင်တော့2024မော်ဒယ်လေးပါခင်ဗျာတော်လေးရဆိုလို့ရှိရင်တော့2ချောင်းပါဝင်ပါဦးမယ်ကီလိုလေးရဆိုလို့ရှိရင်တော့1000ကျော်လေးနဲ့ရရှိမဲ့ဘိန်းလေးတွေပဲဖြစ်ပါတယ်ဒီဘိန်းလေးတွေရဆိုလို့ရှိရင်တော့ဒါဈေးနှုန်းလေးက23သိန်းဝန်းကျင်လေးကနေပြီးတော့29သိန်းဝန်းကျင်လာလေးနဲ့ဒါရရှိမဲ့ဘိန်းလေးတွေပဲဖြစ်ပါတယ်လိုင်စင်လေးလည်းအပြည့်နီးပါးကျန်တယ်တစ်နှစ်ကျော်နီးပါးလေးလည်းကျန်မဲ့ဘိန်းလေးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီဆိုင်ကလေးတွေစိတ်ဝင်စားတဲ့ဆိုလို့ရှိရင်တော့ page messenger မှာပဲဖြစ်ဖြစ်ဖုန်းနံပါတ်မှာပဲဖြစ်ဖြစ်မင်းညံ့နိုင်ပါတယ်ရှိရှိသူများလည်းစိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေကျေးဇူးများတင်ပါတယ်ခင်ဗျာ